ဇလန်းကရှရီဆိုင်မောမှာစတင်ထားပြီးဒီရှရီဆိုင်ဆိုတာကမြို့ရဲ့မကောင်းတဲ့အစိပ်ပိုင်းတစ်ခုပါဒီမှာပဲဟီးသနဲ့စတင်တွေ့ဆုံရပြီးသူမကအလုပ်လုပ်တဲ့စာအုပ်ဆိုင်မှာဆိုင်ပိတ်ဖို့ပြင်ဆင်နေတာပါသူမရဲ့တငယ်ချင်းရင်စီကဖုန်းလာပြီးနောက်တော့သူတို့မော်ထဲမှာတွေ့ကြတယ်ဝိုင်းကကြည့်ရတာတိတ်မကောင်းသလိုသူ့ဘေးနားမှာလည်းရင်ကောင်းတွေပြန်ဝဲနေတယ်လို့မျိုးဖြစ်နေတယ်ဒါပေမဲ့ရဲတကဆိုင်ပိတ်ပြီးရင်ငါ့ကိုအိမ်လိုက်ပို့နိုင်မလားလို့မေးတော့သူကရတာပေါ်လို့ပြောတယ်ရဲတဆိုင်ပိတ်နေတော့မှအရာရာကထူးဆန်းပြီးခြောက်ခြားစရာဖြစ်လာပြီးဦးကောင်းခုံမျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ပေါ်လာပြီးရဲတော်ကိုမော်ထဲမှာလိုက်လံတိုက်ခိုက်ပြီးနောက်ဆုံးမှာတော့အသက်ဆုံးရှုံးစေခဲ့ပါတယ်အဲ့ဒီလူကဦးကောင်းခုံမျက်နှာဖုံးကိုချွတ်လိုက်တဲ့အခါလင်းဟာဝိုင်းဖြစ်နေတာကိုတွေ့ရပြီးသူကပူးကတ်ခံထားရတဲ့ပုံစံမျိုးဖြစ်နေတယ်ဒါပေမဲ့နောက်တော့ဝင်းကို Sheriff Network ကပြစ်တက်လိုက်ပါတယ်ဒီနေရာမှာပဲ Josh က Shady Side မှာနှစ်တော်ကြာဖြစ်ပွားခဲ့တဲ့ဒီလိုအသက်ဆုံးရှုံးမှုတွေအကြောင်းတခြားတယောက်နဲ့ online မှာစကားပြောနေတာပါဒါတွေအားလုံးက1666ခုနှစ်မှာဆုံးငေါဝေအတက်နဲ့ကိုမျက်မခံရခင်မြို့ပေါ်ကျင်းစာတိုက်ခဲ့တဲ့ Fire လို့ခေါ်တဲ့ဆုံးမကြီးနဲ့ဘလို့ဆက်ဆက်နေလဲဆိုတာကိုပြောနေတာဖြစ်ပါတယ်အခုတော့ဒိုင်းနာကကြောင်းရောက်နေပြီးခေနဲ့ဆန်လိုနဲ့အတူတပ်စင်ကန်းထဲမှာရှိနေတော့အိမ်သာခန်းတွေပေါ်မှာရေးထားတဲ့စာတွေကိုတွေ့ရပြီးအဲ့ဒါက Sorafia ရဲ့ကျင်းစာနဲ့ဆက်ဆက်နေတာပါအဲ့ဒီညမှာ Shady Side High ကကျောင်းသားအားလုံးဟာမော်ဒဲကတည်ဆုံမှုတွေအတွက်ဖျောင်းနိုင်မီထွန်းဆူတောင်းပွဲလုပ်ဖို့ပြိုင်ဘက်မျိုးဖြစ်တဲ့ Sunnyball ကိုတွားကြပါတယ်အဲ့ဒီမှာ Diane က Sunnyball ကိုမကြသေးခင်ကမှပြောင်းရွှေ့သွားတဲ့သူမရဲ့ရီစာဟောင်းဆန်းကိုတွေ့ပြီးစိတ်ဆိုးသွားတဲ့ဆန်းက Sunnyball မှာနေတဲ့ Peter ဆိုတဲ့ကောင်လေးနဲ့ရင်းနှီးနေတာကိုသူတို့ရဲ့ဆက်ဆံရေးအကြောင်းညှင်းခုန်နေကြတော့မှပဲရုတ်တရက် Sunnyball နဲ့ Shady Side ကြားမှာရန်ပွဲတစ်ခုစဖြစ်ပါတော့တယ်ဆူတောင်းပွဲပြီးတဲ့နောက် Shady Side ကကလေးတွေအားလုံးဘတ်စကားနဲ့ Shady Side ကိုပြန်လာကြပြီးခုနကဖြစ်ခဲ့တဲ့ရန်ပွဲအတွက်တကယ်ကိုဒေါသထွက်နေကြတယ်အဲ့ဒီနောက်ရုတ်တရက်ဆန်ရဲ့ရီးစားဖြစ်တွေကဘတ်ကားနောက်ကိုကားနဲ့လိုက်လာတာကိုတွေ့ရပြီးကားထဲမှာဆန်လဲပါလာတယ်ဒန်နာကကားပေါ်ကိုရေနဲ့ပတ်ဖို့အရေးပေါ်ထွက်ပေါက်ကိုဖွင့်လိုက်ပေမဲ့မတော်တဆရေခဲပုံးတစ်ခုလုံးပြစ်ပေါက်လိုက်မိတာကြောင့်ဖိထားကကားကိုမထိန်နိုင်ပဲဆန်နဲ့အတူကားမှောက်သွားပါတော့တယ်ကားကအနီးနားကတောအုပ်ထဲမှာမှောက်သွားပြီးဆန်ကကားထဲကနေတွားထွက်လာတယ်သူမရဲ့လက်ကိုမြေကြီးပေါ်တင်လိုက်မိတဲ့အချိန်မှာပဲစာတန်နဲ့ဆိုင်တဲ့ယူပါယုံတွေကိုဖျက်ခနဲမြင်လိုက်ရတယ်ကားမှောက်ပြီးနောက်တစ်နေ့မှာတာယာကမောင်ဖြစ်သူ Joy နဲ့အတူအိမ်မှာရှိနေတော့တယောက်ကသူမရဲ့ပြတင်းပေါက်အပြင်ဘက်မှာရက်နေတာကိုမြင်လိုက်ရတယ်သူကမော်ဒဲကလူတက်မှုမှာတုံးခဲ့တဲ့ဦးကောင်းခုံမျက်နှာဖုံးဝတ်စုံကိုဝတ်ထားတာပါသူမကစိတ်ပြတ်သွားတယ်ဘာလို့လဲဆိုတော့အဲ့ဒါကဆန်ရဲ့ရီးစားတစ်ဖြစ်လို့ထင်နေလို့ပါဒါနဲ့တာနာကကလေးထိတ်နေတဲ့သူမရဲ့တငယ်ချင်းကိန်းနဲ့ဆမ်မွန်တို့စီဖုန်းဆက်ပြီးဖီတာကငါအိမ်အပြင်ဘက်မှာမျက်နှာဖုံးဝတ်ပြီးရက်နေတယ်လို့ထင်တယ်ဆိုပြီးပြောပြတယ်ဒါပေမဲ့ရုတ်တရက်မျက်နှာဖုံးဆွတ်ထားတဲ့လူကခိန်းနဲ့ဆမ်မွန်တို့ရှိနေတဲ့အိမ်ထဲကိုရောက်နေတာဖြစ်သွားတယ်ဒါနဲ့တာနာခိန်းနဲ့ဆမ်မွန်တို့ဟာဆန့်ရှိနေတဲ့ဆေးရုံကိုတွားပြီးသူမကိုရင်ဆိုင်ကြတယ်။နေ့ရက်ထူးဆန်းတဲ့ရီစားကငါတို့ကိုမျက်နှာဖုံးစွပ်ပြီးလိုက်ချောင်းနေတယ်။ဒါကမကောင်းဘူးဆိုပြီးတော့ပေါ့။ဒါပေမဲ့ဆန်းကမဖြစ်နိုင်တာဖေရကတညလုံးငါနဲ့အတူဆေးရုံမှာရှိနေတာလို့ပြောနေတော့မှပဲရုတ်တရက်ဖေရကမျက်နှာဖုံးစွပ်လူသားရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရပါတော့တယ်။ဒါနဲ့တငယ်ချင်းတွေအားလုံးဆေးရုံကနေထွက်ပြေးဖို့ကြိုးစားကြပေမဲ့မျက်နှာဖုံးစွပ်လူကဆန်းကိုတိုက်ခိုက်။ဒါကြောင့်ဒဲကဆန်းကိုကယ်ဖို့မျက်နှာဖုံးစွပ်လူပေါ်ကိုခုံအုပ်လိုက်တယ်။သူမဒီလိုလှုပ်လိုက်တဲ့အချိန်မှာမျက်နှာဖုံးစွပ်လူရဲ့မျက်နှာဖုံးပြုတ်ကျသွားပြီးအဲ့ဒါကဇလန်းအစမှာတည်သွားတဲ့ရင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်တငယ်ချင်းတွေအားလုံးဆေးရုံကနေဘေးကင်းကင်းနဲ့ထွက်ပြေးနိုင်ခဲ့ပြီးဖြစ်ပျက်ခဲ့တာတွေကိုတိုင်တန်းဖို့ Sheriff ကစီတန်းသွားကြပေမဲ့ Sheriff ကသူတို့ကိုမယုံပါဘူးဘာလို့လဲဆိုတော့သူကိုယ်တိုင်ဝင်းကိုတတ်ခဲ့တာဖြစ်ပြီးတပတ်လုံးလဲအတူအယောင်လိုက်လုပ်သူတွေအကြောင်းဖုံးတွေလက်ခံရရှိနေလို့ပါနဲ့ဒါနာတို့ရဲစခန်းထဲမှာရှိနေတော့စစ်မှန်ကအပြင်မှာရှိနေရင်တချင်းဟောင်းတပုတ်ကိုစိုးနေတဲ့ရှေးဟောင်းပုံစံမိန်းကလေးတစ်ယောက်နဲ့တိုးမိတယ်သူကသူ့မနာကိုတိုးသွားတဲ့အချိန်မှာပဲသူမကသူ့ကိုဝင်တိုက်ခိုက်ပါတော့တယ်ဒီမိန်းကလေးကဆမ်မွန်ကိုတတ်တော့မဲ့အချိန်မှာပဲတာယာကထွက်လာပြီး Sheriff ရုံခန်းကနေခိုးလာတဲ့တနက်နဲ့အဲ့ဒီမိန်းကလေးကိုပြစ်တက်လိုက်တယ်သူတို့အုပ်စုထွက်ပြေးနေတော့မှအဲ့ဒီမိန်းကလေးကမတေးုံတင်မကပဲသူမဘာသာပြန်ပြီးဒဏ်ရာတွေပျောက်ကင်းသွားတာကိုတတိထားမိလိုက်ကြတယ်သူတို့အုပ်စုကဒိုင်နန်နဲ့ George တို့အိမ်ကိုပြန်သွားကြပြီးဆမ်မန်ကသူမြင်ခဲ့တာကို George ကိုပြန်ပြောပြတော့ George ကအိုဖျားသခင်မြင်ခဲ့တာ Ruby Lane ပဲလို့ပြောတယ် Ruby Lane ဆိုတာ Shady Side ရဲ့နာမည်ကြီးလူသက်သမားတော့ဒီထဲကတယောက်ပါအဲ့ဒီနောက် George က Shady Side ရဲ့ကျင်းစာတင်မျိုးကနေထွက်လာတဲ့လူသက်သမားတွေအားလုံးအကြောင်းရှင်းပြတယ် Ruby Lane Camp Nightwing ရုပ်ပြက်စင်းပြက်ကောင်လေးနို့ပို့သမားနဲ့ Griff တို့ပေါ်ဒါတွေအားလုံးကတီယူနီကူ666ခုနှစ်မှာဆုံးကဝေအတက်နဲ့တက်ချင်းခံခဲ့ရတဲ့ Starfire နဲ့ဆက်ဆက်နေတာပါဒါပေမဲ့သူမအသက်မခံရခင်မှာ Starfire ကသူမရဲ့လက်ကိုဖျက်ပြီးမြို့ထဲမှာမြုပ်နှံခဲ့တာကြောင့်သူမရဲ့အစိပ်ပိုင်းတစ်ခုကအမြဲရှိနေပြီးလူတွေကိုပူးကတ်ကတားကောင်ဖြစ်ဖန်တီးနေတာပါဒီကကားမောက်တဲ့နေရာကိုပြန်သွားပြီးသူတို့ရောက်နေတာ Starfire ရဲ့ဂူပေးမှန်ဖြစ်နေတာကို
သတိပြုမိသွားကြတယ်သူတို့ကအဲ့ဒါကိုနှောက်ယှက်မိခဲ့တာမို့လို့အခုပြန်ပြီးအဆင်ပြေအောင်လုပ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့သူတို့မအောင်မြင်ပဲCamp Nightwing လူသက်သမားရဲ့လိုက်လံခြင်းကိုခံရတယ်ဒါပေမဲ့သူကဆန်းနောက်ကိုပဲလိုက်နေပြီးတခြားလူတွေကိုလုံးဝလစ်လျူရှုထားတာကိုသတိထားမိသွားကြတယ်ဒါကြောင့်သူတို့က Shady Side ကလူသက်သမားတွေအားလုံးဟာဆန်းကိုပဲအဓိကလိုက်နေတာလို့ကောက်ချက်ချလိုက်ကြတယ်ပြီးတော့စောစောက Ruby Lane က Simon ကိုတိုက်ခိုက်ခဲ့တဲ့တခုတည်းသောအကြောင်းပြချက်ကဆန်းမှာဆန်းရဲ့သွေးတွေပေနေလို့ဖြစ်ရမယ်။ဒါနဲ့တငယ်ချင်းတွေကအစီအစဉ်တစ်ခုထုတ်ကြတယ်။အထက်တန်းကျောင်းကိုသွားပြီးဆန်းရဲ့သွေးကိုသုံးပြီး Shady Side လူသက်သမားတွေအားလုံးကိုအခန်းတစ်ခန်းထဲရောက်အောင်မြားခေါ်မယ်ပြီးရင်မိရှို့ပြီးရင်းတို့ကိုပောက်ကွဲပစ်မယ်ပေါ့ပောက်ကွဲမှုပြီးနောက်သူတို့တန့်စင်ခန်းထဲကိုတွားကြည့်တဲ့အခါအစီအစဉ်အောင်မြင်ပြီလို့ထင်လိုက်ပေမဲ့ရုတ်တရက်လူသက်သမားတွေအားလုံးကပြန်လဲရှင်တန်လာကြတယ်ဒါနဲ့သူတို့ဘာလို့ရမှန်းမသိဖြစ်နေတော့ Josh ကသတင်းစာဖြတ်ပိုင်းအဟောင်းတစ်ခုကိုတွေ့ပြီး Camp Nightwing လူသက်မှုတွေကနေလွတ်တမြောက်လာတဲ့ Berman ဆိုသူရှိခဲ့တာကိုသိလိုက်ရတယ်သူမက2 မိနစ်လောက်တည်သွားခဲ့ပြီးမှပြန်ရှင်လာခဲ့တာမို့လွတ်မြောက်ခဲ့တာပါဒါနဲ့သူတို့သူမစီဖုန်းဆက်ဖို့စူးစမ်းပေမဲ့သူမကဖုန်းမကင်ဘူးဒါကြောင့်သူတို့ကသူမလောက်ခဲ့တယ်လို့ပဲငါတို့လောက်ကြရအောင်ဆိုပြီးဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက် Sheriff Gussie ဇလန်းကပြောင်းသွားပြီးသူကတယောက်ယောက်ရဲ့အိမ်သားမှာရက်ကသူတို့ရဲ့တကားဝမှာဒါကထပ်ပြီးဖြစ်ပျက်နေပြီလို့ရေးထားတဲ့စာတိုလေးခြံထားခဲ့တဲ့တငယ်ချင်းတွေကစူပါမားကတ်ကိုတွားပြဆေးဆိုင်ကနေဆေးတွေအများကြီးယူကြတဲ့ဆန်းကိုဆေးလွန်စေပြီးနောက်မှပြန်ရှင်တန်အောင်လုပ်ဖို့ပါပြီးတော့သူတို့ကိုသူတို့ဆန်းရဲ့သွေးတွေတုပ်လိမ့်ပြီး Shady Side လူသက်သမားတွေကိုလမ်းလွဲဖို့နဲ့မျှခေါ်ဖို့လုပ်ကြတယ် Shady Side လူသက်သမားတွေကဆမ်မွန်နဲ့ခဲကိုစူပါမားကတ်ထဲမှာလိုက်လံတိုက်ခိုက်နေပြီးဆေးတွေကဆန်းကိုတေးအောင်မလုပ်နိုင်သေးတာကြောင့်တဲနာကအစီအစဉ်ပြောင်းပြီးသူမကိုရေနစ်တက်ဖို့လုပ်ရပါတော့တယ်ဒါတွေဖြစ်ပျက်နေတော့မှပဲခေတ်ကဦးကောင်းခွန်မျက်နှာဖုံးစွလူရဲ့ရရက်ဆက်ဆက်ဖြတ်ချင်းကိုခံလိုက်ရတဲ့ဖုံးစွလူက Josh နောက်ကိုလိုက်ပြီးသူ့ကိုတတ်တော့မဲ့အချိန်မှာပဲဆန်းရဲ့နှလုံးကရေနစ်လို့ရက်သွားခဲ့တာကြောင့်လူသက်သမားတွေအားလုံးပျောက်ကွယ်သွားပါတော့တယ်ဒါနဲ့ဒန်ယန်နဲ့ Josh တို့ကဆန်းကိုပြန်ရှင်အောင်လုပ်နိုင်ခဲ့ကြတယ်ဒန်ယန်နဲ့ဆန်တို့အိမ်မှာရှိနေပြီးအရာအားလုံးအဆင်ပြေသွားပြီလို့ထင်ရတဲ့အချိန်မှာပဲဖုံးမိလာပြီးဒန်နာက Berman စီကဖုံးလက်ခံရရှိတယ်သူမကစုံမကြီးကိုတားဆီးဖို့နီးလန်းမရှိဘူးလို့ပြောတယ်ဒိုင်းလှည့်ကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းစွာပဲဆန်ကပြန်ပြီးပူကတ်ချင်းခံထားရကဒိုင်းရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်ဒါပေမဲ့ဒန်နာကဆန်ကိုမြေကြီးပေါ်လှည့်ချနိုင်ခဲ့ပြီးဖုံးကျိုးနဲ့ချီနှောင်ထားလိုက်ကဆန်းကိုပြန်ကယ်တင်ပေးမယ်လို့ကတိသစ္စာပြုလိုက်ပါတယ်ဇလန်းကတော့နောက်ပိုင်းမှာဆက်ရန်ဆိုတာနဲ့ part 1ပြီးဆုံးသွားပါတယ် part 2နဲ့ part 3လဲကြံသေးတာမို့ channel ကိုလည်း like နဲ့ subscribe လုပ်ထားပေးကြပါဦးနော်တင်းရဲ့ထင်မြင်ချက်တွေကိုမှတ်ချက်မှာမျှဝေပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့